ရေထဲတွင်ထီ၍အရေးမကြည့်လားအသက်မရှူနိုင်သည်နဲ့ဦးမင်းတိုက်ကိုပါရေအောက်ဆွဲခေါ်ကာခြေဖြင့်နေပြီးကြည်လက်တို့ကိုသူ့အဝိမြန်နှင့်သူပြန်ပိုက်တံကြိုးစားသည်နှစ်ဦးလုံးအညီညီထွေးထွေးဖြင့်သူတပြန်ကိုတပြန်လဲနေသည်နူးငယ်ထီတော်ငဆန်ကပို၍တက်လုံကောင်းသည်ဖြင့်ရေအောက်တွင်ကြာနေနိုင်၏အသက်ဆုံး၍လာခဲ့တော်လှုပ်ကြံသူနှင့်လှုပ်ကြံခံရသူတို့ကွာခြားချက်တည်ထားလာ၏အတေခံ၍စိတ်ရှည်လက်ရှည်ချုပ်တိုင်းတုံးအောင်နေတည်တံကိုအတေတက်ခံနေရသောဦးမင်းတိုက်တီးမခံနိုင်တော့အတင်းယုံကန်ကရေပေါ်တက်ရန်ကြိုးစားတော်သည်အပေါ်ထိုးတက်သွားသောဦးမင်းတိုက်ရေပေါ်မရောက်မီခြေတော်ကိုဆွဲကာဖျဲထားမိသောအိုဘနန်ပတ်သည်ခြေတော်တုံးအောင်ခနာကြောက်တည်သည်နှင့်ကိုကုန်းကပြန်ဖီလာသောလက်များကိုပါကိုနှင့်တွဲ၍ရရဥပဆွဲကပတ်ပြန်သည်ရေဆိုနေလေနေသောဦးမင်းတိုက်မှာလူလုကိုလွတ်ဖြစ်သောငဆန်နှင့်မရှိနိုင်တော့ငဆန်လဲလုံရင်ရှားရင်အသက်ပြန်ရှူနိုင်မည်ထင်သည်နှင့်ဦးမင်းတိုက်ကိုကန်ဖွက်ကအငမ်းမရအထက်တက်ရှူရတော်သည်ဦးမင်းတိုက်သည်ဘွားငနဲ့တစ်ချက်ပေါ်လာ၏ချက်ချင်းပင်ပြန်မြုပ်သွားသည်ရုံရင်ကန်ရင်တခါပြန်ပေါ်လာသည်သူ့ကိုမယုံနိုင်ကြီးစွာသောမိလုံးများဖြင့်ကြည်ရင်မြုပ်သွားပြန်သည်ထိုစဉ်ငဆန်ဤရင်ဘက်ရှိတဲတဲ့သို့လှန်တစင်းစိုးထနေမရောက်လာသည်ရောင်ရမ်းဖန်ကန်လိုက်ရာအဖျားကိုဆုံးမိသည်နဲ့တပြိုင်နက်အသက်ရှူရန်တက်လာပြန်သောဦးမင်းတိုက်ဦးခေါင်းကိုလှန်ဖျင်းလွဲကရိုက်ချလိုက်တော်သည်သူ့အနာပက်လက်သို့မြားလန်များကြားလာသဖြင့်ချက်ချင်းရင်အုပ်ကဦးမင်းတိုက်ရှိမိထင်ရသည့်နေရာသို့လှန်နှင်းဆွတ်ထိုးလေ၏သူခနဲ့ထုံးမိသည်နှင့်အတင်းဖီတုံးကရေအောက်ဆိုင်ချလိုက်ပြီးသူလဲကူးပြတော်သည်နတ်ချစ်ဝိဇာကြီးဦးမင်းတိုက်ကဤတကျင်တွင်ပြန်မပေါ်နိုင်တော့ပြီငဆန်သည်စူးနီသောမြားတန်းလန်းစင်ကမ်းပေါ်တက်ပြေးလာခဲ့ပြီးဝမ်းသာအားရကျုံဝါးတန်ညံသည်ကိုရေလယ်မမွန်ကျိုငီးရွေသာကြည့်နေကြသည်မိတို့များလုံကြံ၍မရနိုင်သောသူတို့၏မင်းဆွာကြီးအောင်မလောက်လေမလောက်စားဖုံးကြီးကြောင်းသားလေတူကလွယ်ပေါ်တက်၍ဆွဲချက်ကလုံကြံသွားခင်းသည်ကိုမယုံနိုင်ဖြစ်နေကြသည်ဦးမင်းတိုက်တီပေါ်လာမည်ထင်နှင့်ရေပြင်ကိုသာကြည့်နေကြသည်ဒုံငနဲ့တိုက်လွယ်နံပါတ်ကိုလာဆိုင်သောလန်ကိုမြင်မှကန်းဆက်ကိုလှိုင်းကြည့်မိကြသည်ဟေးစီဖောင်းရဲ့အသက်ပြောက်တတ်တယ်ဆိုတာမင်းတို့မွန်တွေကြည့်ထားကြနောင်တန်လက်ရပြီလူထစ်လာမိငဆန်းငယ်ဤမော်ကြီးပန်းကြီးဟစ်အောက်လိုက်တော့အတန်ကမြစ်ပြင်တစ်လျှောက်ပဲ့တင်နာသွားတော့လောက်ယခုလိုဇတ်လန်းများကိုစက်တင်နိုင်ဖို့ကျွန်တော်တို့ History Burma Channel ကို Like Share Comment Subscribe နဲ့ဘေးကခေါင်းလုံးလေးလည်းနှိပ်ပေးခဲ့ပါအောင်ဗျာ